ဆရာကြဘလို့ trip လောက်ကြမလဲစစ်သက်တာလို့ဘေရုပ်တွေဝယ်ပြီးတိုင်းအင်ဂျီတွေမိုးဖြစ်လို့တောင်းလို့ပုံနေရမျိုးမဖြစ်အောင်ဒါလေးလည်းလုပ်ကြည့်နော်ဒီနေ့အမလီနဲ့တောင်ကြီးမှာ thrifting တော့လုပ်ကြမယ်ပထမဆုံးအနေနဲ့ thrifting လုပ်မဲ့ items ကိုသိရမှာဖြစ်ပါတယ် thrift ဆိုရင်တော့ long coat jean pants hoodie နဲ့ jacket တို့ပဲဝယ်သင့်ပါတယ် top to dress တော့ကြောင့်တိတ်ပြီးတော့မလာတဲ့အပြင်အသစ်ဈေးနီးပါတိုင်းပဲမို့လို့ခုန items တွေပဲဝယ်ဖို့ကြံပေးချင်ပါတယ်နောက်တစ်ခုအနေနဲ့ trip လုပ်မယ်ဆိုပြီးဒီတိုင်းထွက်မလာပဲနဲ့ကိုယ့်ရဲ့ vibe ကိုအရင်ဆုံးသိရမှာဖြစ်ပါတယ် vintage စိုက်တာလား minimalist လား street wear လားဆိုတာမျိုးပါအဲ့တော့ Pinterest မှာ blog လေးနဲ့ကိုကြိုက်တဲ့ပုံစံလေးတွေကိုမြင်သာအောင် create လုပ်တော့ပြီးမှစင်တူတာမျိုးလေးတွေဝယ်ပြီးတော့ styling လုပ်နိုင်မှာဖြစ်ပါတယ်ဒါကတော့အမလီရဲ့ဒီနေ့ Pinterest blog လေးပါဒီတဲ့ပုံစံတူတာလေးတွေပဲရွေးဝယ်မှာဖြစ်ပါတယ်အခုတော့အထဲမှာတက်ရွေးလိုက်ပါအောင်မယ်budget and prioritize pieces ဖြစ်ပါတယ်ကိုဒီတစ်နေ့ thrifting လုပ်တာဘယ်လောက်သုံးမလဲဆိုတဲ့ဟာရဲ့ဘယ်လို items တွေအဓိကဝယ်မလဲပေါ့အမလီဆိုရင်ဒီနေ့ထွက်လာတာဒီလိုမျိုးအနှွေးတဲ့လေးတွေဝယ်ဖို့ထွက်လာတာပေါ့နော်အဲ့လိုဒီလိုမျိုးဟာတွေတော့ဝယ်လို့မရဘူးပေါ့နော်အဲ့တော့ကိုဘယ်လောက်သုံးမလဲနဲ့ဘယ်လိုဟာတွေအဓိကထားဝယ်မလဲဆိုတာသတ်မှတ်ပြီးမှထွက်လာဖို့လိုပါတယ်သူတို့ရွေးတာအချိန်တော်တော်ယူရပေါ့နော်မျိုးမနက်ကလေးကနေရွေးနေတာရန်တော့ပင်ပန်းတယ်ဒါပေမဲ့ကိုစတဲ့အင်ဂျီပုံစံရရဆိုရင်တော့အရန်ပျော်ဖို့ကောင်းတယ်ပေါ့နော်အခုအမျိုးဒီမှာခဏနားမယ်အစားစားပြီးရင်အမျိုးတို့နောက်တစ်ဆိုင်ထပ်သွားမယ်ပေါ့နော်Riety တဘူးပေါက်ပါတယ် Riety မှာအခု928မြတ်3ပြန်တဲ့နေနဲ့ရွှေဆွဲပြ928ခုနဲ့ Riety ဘူးတွေထည့်ပေးထားတာဆိုတော့ဟိုတောက်မယ်ဆိုရှင် Riety ဘူးအဖုံအတွင်းကိုတခြားကြည့်ပြီးမှတောက်ပေါ့နော်ရွှေဆွဲပြပေါက်ပြီးတော့မတိရွယ်နဲ့လွတ်ပစ်လိုက်တယ်ဆိုရင်လည်းမျိုးစရာကောင်းတယ်လေနော်နောက်တစ်ခုကတော့ quality နဲ့အသားကိုတခြားလေးစစ်ဆေးဖို့လိုပါတယ်တချို့အင်ဂျီတွေမှာအမွှေးတွေပွားနေရမျိုးပေနေရမျိုးရှိတတ်တယ်ပေါ့နော်အဲ့ဒါကိုတခြားလေးစစ်ဆေးဖို့လိုမှာဖြစ်ပါတယ်အဲ့တော့စမ်းဝတ်ကြည့်ပြီးမှဝယ်ဖို့လိုပါတယ်ဒီတိုင်းကြည့်ရင်လာပေမဲ့ကိုပေါ်မှာမလာတဲ့ဟာမျိုးရှိရပေါ့နော်အဲ့တော့စမ်းဝတ်ကြည့်ပါအချိန်သိရှာပေးပြီးတော့ section 9ကိုကြည့်ပြီးမှဝယ်ပေါ့နော်ယောက်ျားလေး section ပြီး second section inji section အဲ့ဒါတေချာလေးလေ့လာပြီးတော့မှအချိန်ပေးပြီးတော့မှရှာမှတကယ်ကောင်းတဲ့ items တွေရမှာဖြစ်ပါတယ်အားလုံးပြီးရင်တော့အဝတ်တွေကိုတေချာအရင် shop ပြီးမှဝတ်ဖို့ပါဒါဆိုလို့ရှိရင်တော့ thrift ဝယ်ပြီးတိုင်းမဝတ်ပဲပုံနေရမျိုးမဖြစ်တော့ပါဘူးအားလုံးပဲ see you ပါ